但心情的维护ဖြစ်တယ်အဲ့တော့ကျွန်တော်လူငယ်ဘဝမှာပေါ့နော်လူငယ်ဘဝမှာကျွန်တော်လှုပ်လေလှုပ်ထားရှိတဲ့အရာပေါ့နှစ်တကူရောက်ပြီဆိုရင်ညတကောင်မှာရေထားချိုးတဲ့အကျင့်ရှိတယ်နင်တို့အဲ့လိုချိုးလာတော့မသိဘူးနှစ်တကူညမှာရေချိုးဘူးလားမချိုးဘူးနော်မချိုးဘူးနော်ညတကောင်မှာလေမချိုးဘူးနော်ဆရာကတော့ချိုးတယ်လူငယ်ဘဝတော့လေအဲ့ဒါနှစ်တိုင်းလိုချိုးတယ်ရေပုံးခတ်ထားတယ်ဆက်ပြားတွေထားရတယ်တပက်တွေထားရတယ်အဲ့ဒါညတကောင်7 နာရီတောင်းဆိုတော့နေရေလောင်းပြီရေချိုးပြီဒါကကချင်ပြည်နယ်အရင်အေးတယ်လေအရင်အေးတာဒါပေမဲ့ကျိုးစားပြီးချိုးတာဘာကြောင့်အဲ့လိုချိုးလဲဆိုတော့ဒီနှစ်တစ်ထဲမှာလူတစ်စိတ်နဲ့ဝင်ချင်လို့ချိုးတာဖြစ်တယ်အရင်ကောင်းတဲ့ရည်ရွယ်ချက်ပါပဲဒါပေမဲ့ဘာပဲအဖတ်တင်တယ်လေဆိုတော့နာစီးတာပဲဖတ်တယ်ရာဒီဥဒုကအေးတော့လေနော်အော်ချမ်းပြီးတော့နှစ်တစ်မှာဆိုတော့ကိုကနာစီးနေအတိကရွေချက်ကပါလဲဆိုတော့နှစ်တစ်မှာငါအရင်မတောက်တော့ဘူးငါစလိတ်မတောက်တော့ငါကွင်းရလည်းမစားတော့ငါလောင်းဝလားလည်းမလုပ်တော့ဖះเจ้าသွားမယ်ဖះနဲ့သွားမယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့တပတ်နှစ်ပတ်ပဲခံတယ်တပတ်နှစ်ပတ်ကြော်တော့ပြီဆိုရင်တော့ဘာမှမထူပါဘူးတကယ်ရှင်းနေတာလာကောစပါသွားပြီအရင်ဖြတ်တဲ့နှစ်ကအရင်နှစ်ဆတောက်တဲ့နှစ်ပဲလူငယ်တွေကအခုခေတ်လူငယ်တွေအရင်လိမ်မာကြတာပေါ့ကျွန်တော်တို့ခေတ်နဲ့နိုင်မယ်ဆိုရင်မကျွန်တော်တားဆိုတော့ရက်တောက်ဖို့မလားတောက်ဖို့လောက်ချက်နေတော့အဲ့ဒါမတူအခြေအနေကမတူခင်ဗျားတို့ခေတ်နဲ့ကျွန်တော်တို့ခေတ်မှာကျန်းစာတင်တန်းတစ်ခါမှမတက်ဘူးအခုခေတ်လူငယ်ကျန်းစာတင်တန်းအရင်တက်ခွင့်ရှိတယ်နှုတ်ကပတ်တော့အရင်တည်တယ်ကျွန်တော်နှုတ်ကပတ်တော့ဘာနာမလဲတည်မဲမဲလူလည်းမရှိဘူးအဲ့ဒါကျွန်တော်တို့ကဖြစ်ချင်တိုင်းဖြစ်တာလည်းမဆမ်းဘူးအဲ့တော့ခင်ဗျားတို့ဒီခေတ်လူငယ်တွေကြတော့ဟောငယ်ရဲ့ပေါ့နော်လူငယ်ဆိုတဲ့တင်တန်းတွေဟာမျိုးကျွန်တော်ခေတ်ကတကြံတင်တန်းမရှိဘူးတကြံဆိုတော့ကျွန်တော်ကာဘီတဘူဇိုပဲဆိုတော့ချစ်တော့ပါလေချိုးစုခေတ်ဆိုတဲ့အရှင်တွေယေပဲတဘူဇိုကလည်းပါတယ်ရှင်းတယ်မရှိကားပေါ့ကာလုံးအန်ဂျီလိုကိုလမ်းမလေကောင်မှာချိုးလေးပြီးတော့ကာတက်ကြိတ်ခံရတာဆရာချိန်မလေးခြေသေးဘာမှမရှိတော့ပေါင်းပြီဆိုတာတစ်ဆက်ဝေထားတာနှစ်ချမ်းဝေတော့ကောင်းဖြစ်သွားတာပေါင်းပြီอ่ะပလက်နဲ့လေနှစ်ချမ်းဝေတော့ဘာဖះဆိုဘာမှမသိတနေ့နေမှာဖះကြောင့်ဆိုတာခါတော့မရောက်ပါဇက်ဆိုမြင်းနဲ့ညီရေးကိုရတယ်မြင်စားတဲ့အချိန်နဲ့အဲ့အချိန်ကလွယ်လို့ကိုရမပြတ်စလိဆိုလဲတောက်ပြီဆိုဘူးလက်တောက်တယ် secret တဘူးကတည့်ရတော့မကန်တကယ်ချင်းနဲ့တွေ့တရားတက်လိုက်ပြလို့ပုံကစလိဖိုးလေးပဲမွဲတာဒါပေမဲ့ဒါတွေမကောင်းဘူးဆိုတော့သိတယ်သိလို့လဲကိုကဘာလုပ်လဲအစ်စ်ဖြစ်ချင်တာလေအဲ့ဒါရေချိုးပြီးဒါပေမဲ့ခုနပြောလို့ကနာစီးတာပဲဖတ်တယ်အဲ့တော့ကျွန်တော်ဗာပြောချင်လဲဆိုတော့နှုတ်ခပတ်တော်ရင်နဲ့ချိုးမှတန်ရှင်းမှဖြစ်တယ်ဟာလေလုယာနှုတ်ခပတ်တော်ရင်နဲ့တန်ရှင်းမှနှုတ်ခပတ်တော်ခံယူမှတန်ရှင်းမှဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာယောရှုမတ်စာအခန်းကြီး3အငယ်9မှာယောရှုမတ်စာအခန်းကြီး3အငယ်9မှာဗာပြောလဲဆိုတော့ယောရှုကလည်းဣသရေလလူမျိုးတွေကိုပြောတယ်တင်တို့တွေကိုတန်ရှင်းစေကြလောတဲ့နေ့ဖြန်နေ၌ထာဝရဘုရားသည်အံဘွေတော်အမှုတို့ကိုတင်တို့တွင်ပြုတော်မူမည်။ဟာရအံဘွေတော်အမှုကိုမပြုခင်ပါတောင်းဆိုလေကိုတန်ရှင်းစေပါတင်းရဲ့ဘဝမှာဘုရားသခင်ရဲ့အံဘွေတော်အမှုကိုမြင်ချင်ခမည်းလောက်ရမယ့်အရာကခမည်းကိုတန်ရှင်းစေရမှာဖြစ်တယ်။ဘာနဲ့တန်ရှင်းစေရမှာလဲဆိုတော့နှုတ်ခပတ်တော်ရေနဲ့ဆေးကြောချက်တက်တာရှိရမယ်။ဒါကြောင့်နှုတ်ခပတ်တော်ကောင်းကောင်းစီခြင်းကျမ်းစာကိုကောင်းကောင်းဖတ်ကောင်းကောင်းလေ့လာဒီနေ့တည်းမှာဘုရားခင်ရဲ့အလိုတော်ကပါလေကျွန်တော်နေဟောင်းမှာအသက်ရှင်ခဲ့တာအားနည်းချက်တွေပါရှိသွားတယ်လေအားသာချက်တွေပါရှိခဲ့တယ်လေနှုတ်ခပတ်တော်နဲ့ပြန်ပြီးတော့မှကိုယ့်ကိုယ်မှန်မှန်ကြည့်ပြီးတော့အလှပြည့်တယ်လို့ပြန်ပြီးတော့နှုတ်ခပတ်တော်နဲ့ဆင်ခြင်ရမှာဖြစ်တယ်ပြီးတော့မှကိုယ့်ရအားနည်းသွားတဲ့အရာလေးတွေအတွက်နှုတ်ခပတ်တော်နဲ့ဆင်ခြင်ပြီးတော့ဘုရားဆီမှာပြန်ပြီးတော့မှ commitment ပြန်ပြီးတော့ဆက်ကအနံ့ရမှာဖြစ်တယ်အဲ့ဒီချိန်မှာဒီနေ့ဟောင်းမှာခင်ဗျားမခံစားရတဲ့ကောင်းကြီးအစ်စ်တွေ
နှစ်တစ်မှာခင်ဗျားခံစားရမှာဖြစ်တယ်ဟာလေလုယာအမိဘတွေကပြောတတ်တယ်တာလာလက်ပြရှုနေကြပဲတော်လက်တော်စေအတိတ်တွေကပါတယ်မုတ်ကျွေးမယ်လို့ပြောနေတာနင်းကိုမုတ်ပေးမယ်နော်ဒီမှာ KFC ဝေလာတယ်နင်းကိုမုတ်ကျွေးမယ်လက်တော်စေလို့ပြောနေတာဘုရားသခင်ကအရင်ဦးဆုံးကျွန်တော်တို့ကိုတန်ရှင်းစေပါဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာညှဉ်းညူးစေတဲ့အရာတွေဘယ်အရာတွေရှိနေတယ်လဲဒါတွေကိုနေ့ဟောင်းမှချခဲ့တော့နေ့တစ်ထက်မှယူမတော်နေတော့ကျွန်တော်တို့နေ့တစ်မှာမဝေမှာကျွန်တော်တို့ကခွင့်လွှတ်ချက်ရည်ကြီးတယ်။ဘာရည်ကြီးလဲ။ခွင့်လွှတ်ချက်ရည်ကြီးတယ်။မချီနှောင်နေတော့ထားခဲ့ရောသူများကိုချီနှောင်တာကကိုယ့်ချီနှောင်ခြင်းနဲ့အတူတူပဲဖြစ်တယ်။သူများကိုဦးမင်းတုတ်မယ်ဆိုရင်ခင်ဗျားလက်ကအရင်မိန်းမှဖြစ်တယ်။သူများမျက်နှာနောက်မှမိန်းမှခင်ဗျားလက်ကအရင်မိန်းမှဖြစ်တယ်။ဒီသဘောပဲ။ခွင့်လွှတ်ပါဆင်ခြင်ပါဘယ်နေရာမှာပေါ့ဆသွားလဲ။ဆုတောင်းခြင်းမှာအားနေသွားလားပေါ့ဆသွားလား။နောက်ကဘက်တော့ခံယူတဲ့နေရာမှာပေါ့ဆသွားသလားခီလာဝါလာနဲ့ပဲအချိန်ကုန်သွားသလားကိုပြန်ပြီးတော့ဆင်ခြင်ရမှာဖြစ်တယ်ပြန်ပြီးတော့ live ကို commitment ပြန်လုပ်ရမှာဖြစ်တယ်ဒါကနှစ်တည်းအတွက်ကျွန်တော်တို့အကောင်းဆုံးကျူဆိုခြင်းဖြစ်တယ်နောက်တစ်ခုနံပါတ်3အချက်ကကျွန်တော်3ချက်ပဲပြောမယ်နော်နံပါတ်3အချက်ကတော့ပါလေဆိုတော့အခုမကြခင်မှာနှစ်တည်းဝင်လာတော့မယ်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျေးဇူးတော်ကိုရည်တွက်ခြင်းမဖို့မမေ့ပါနဲ့ကျေးဇူးတော်ကိုရည်တွက်ခြင်းမဖို့မမေ့ပါနဲ့အကြီးဆုံးကနေစပြီးတော့ချင်းမှကြည့်လိုက်အသေးဆုံးကနေစချင်းမှမယ်ဆိုတော့အမှတ်မိမှာမဟုတ်ဘူးလေဒါဆိုအကြီးဆုံးဥပမာဆရာအတွက်ဆိုတော့အကြီးမှဆုံးဘာကနေစချင်းမှရမလဲကိုတော့ကျေးဇူးတင်တယ်ဒီ2025မှာ CHC ဖခင်เจ้าကိုချိန်နိုင်တဲ့အခွင့်ပေးတယ်ဟာလေလုယာကျွန်တော်တို့ဖခင်ကိုကျေးဇူးတင်ရမယ့်အရာဖြစ်တယ်ကျွန်တော်တို့ဒီမှာဖခင်ကရှိခိုးတဲ့လူတွေတည်တယ်လေအရင်တော့ဖခင်ရဲ့တည်တည်ရှိတယ်ဟုတ်မှာ first worship ဦးဆောင်တဲ့လူနဲ့အရှိဆုံးမှာထိုင်တဲ့လူကနှမ်းတော်နှမ်းမြင့်တော့မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်စီရဆိုတော့အရှိမဘယ်တော့မှမတိုင်ဟောတော့မှပဲဘာလို့ဆိုမလွတ်လပ်ဘူးလေအဲ့တော့အရင်ကတ်နေပြီလေအဲ့တော့နည်းနည်းအရှိအဆုံးမှကျတော့လည်းအရက်ပူတဲ့လူပဲထိုင်နေတာအရက်ပူတဲ့ဆိုတော့နီးနေတော့နည်းနည်းကိုဖြစ်တော့အဲ့တော့ဘယ်လောက်ကောင်းလဲကိုကြည့်ကြည့်ဦးရေတွေ့တာပေါ့နော်ရေတွေ့တာအဲ့တော့2025မှာပါလေဟာကာမော်ရကာတစီဖျားပေးတယ်တကယ်ဖျားတကယ်ကောင်းမြတ်တယ်စချီတာအကြီးဆုံးကနေစပြီးတော့ချီမကြည့်လိုက်ရေတက်ကြည့်လိုက်စိတ်ရင်းလောက်ကြည့်လိုက်စာရွက်မှာမလုပ်ရင်တော့စိတ်ထဲမှာစိတ်ရင်းဆွဲကြည့်လိုက်အများကြီးခင်ဗျားမှာကျေးဇူးတော်ချီးမွမ်းစရာတွေတစီတန်းကြီးပေါက်လာလိမ့်မယ်အော်မအခီဆိုရင်တော့ဟာလေဟာမိမရမမအဲ့တော့မိမရဖို့ရဆုတောင်းခဲ့တယ်ပြောတာနော်အမေကြီးတဲ့အကြောင်းပါပြောပြတာ MIGS မှာပြောပြတယ်မိမရဆုတောင်းတာလည်းဆရာကြီးရပြီလေဟုတ်ဒါလည်းကောင်းကြီးပဲဒါတကယ်ကောင်းကြီးကြီးနော်ပတ်စံနဲ့ဝင်လို့မရတဲ့ကောင်းကြီးရှိတယ်လူတိုင်းမှာရှိတယ်ဒါတွေကိုကျွန်တော်ဘာလို့ရမလဲရည်တွေ့ချီးမွမ်းပြီးတော့ဝင်ရမှာဖြစ်တယ်အတန်းကျင်ဒါတော့နောက်ဆုံးအဆင့်မှာပဲဒါတွေကတော့နံပါတ်1မဟုတ်ဒါတွေကကျွန်တော်ငငယ်တုန်းကဆိုအရင်ငတ်တာကျွန်တော်ဦးလေးတော့လေငငယ်လေးပဲရှိတယ်အတ်စ်လို့ခေါ်တယ်အတ်စ်နေဟိုမှာနေအမတေးနေပြောတာအဲ့လိုမေးတာအဲ့ဒါသူကချင်းလေးဆိုလို့ပြောတယ်ဦးပဲရှော့ွားစားအဲ့လိုပြောတယ်ချင်းပြောတယ်သူကသူတည်ဘာအသားစားရမှာလဲရွာမှာဆိုရင်သူတည်နွားတက်တယ်လေဝက်တက်တယ်အသားလေးနေတိုင်းမစားရအောင်အဲ့လိုလူတည်ဘာအသားစားရတာအဲ့လူတည်တာပဲထိုင်ဆောင်နေရမှာငတ်တော့အဲ့တော့ဒီနေ့ကျွန်တော်တို့က barbecue no barbecue က first မဟုတ်ကျွန်တော်တို့ကပါလေဖျားဘာပို့ဆောင်ပေးခဲ့ပြီနူနာ10ယောက်ကိုယေရှုအတန်ရှင်းစေတယ်လမ်းသွားရင်းနဲ့ဟိုမှာသွားနေလို့ယေဘရဟိသွားပြဆိုပြရင်လည်းလမ်းမှာတန်ရှင်းသွားတယ်အဲ့ချိန်မှာအဲ့ဒီနူနာ10ယောက်က9ယောက်ကကျမ်းမာသွားတဲ့ခါရမ်းပျော်ပြီးတော့မှအိမ်ပြန်သွားတယ်မိသားစုကိုသွားပြတယ်ပျောက်ပြီပေါ့မိသားစုနဲ့ခွဲတာကြာပြီမိသားစုကိုသွားနေယေရှုကိုမေ့သွားတာဒါမဲ့တပါးအမျိုးသားတယောက်ရှမာရိအမျိုးသားတယောက်ကတော့ကြောက်သွားတဲ့ခါမှာသူလည်းမိသားစုကိုတတိယမှာပဲနူနာဆိုမိသားစုနဲ့မှသူနေခွင့်မှမရှိတာနူနာပြောက်ဆိုမိသားစုနဲ့အရင်ချစ်တဲ့ကိုသမီးနဲ့သူနေလို့ရပြီကိုရဲ့မိန်းမနဲ့သူနေလို့ရပြီသားသမီးနဲ့သူနေဆွေမျိုးနဲ့သူနေလို့ရပြီနေချင်မှာပဲနှစ်ပေါင်းများစွာကွင်းနေတာဒ
ဒါပေမဲ့ပြောက်သွားတဲ့ခါမှာသူအရန်ချစ်တဲ့အရန်တတိယတဲ့အလွမ်းလွမ်းဆွတ်တန်တာတဲ့မိသားစုစိတ်အရင်မသွားသူ့ကိုကြမ်းပါစေတဲ့ယေရှုစီရင်သွားတယ်ဟာလေလုယာပြီးတော့ပြောလဲကိုတော်ဒီမှာကြမ်းပါသွားပြီကြီးစုတင်နေကိုတော်အဲ့ချိန်မှာတခင်ယေရှုမေးတယ်ဘယ်လိုမေးလဲကျန်တဲ့ကိုယောက်ကဘေးရောက်နေတာလေကျန်တဲ့ကိုယောက်ထဲမှာတင်မှာပါဖို့အရေးကြီးတယ်ဒါကြောင့်ဒီ2026ဝေတဲ့အခါမှာနှစ်တင်းလို့ပြောတဲ့အခါမှာဘာဘီကျူစားမယ်ပျော်မယ်ပါမယ်ဒါကနံပါတ်1မဟုတ်ဘုရားသခင်ယေရှုတင်တဲ့ကိုတော်ဒီ2025မှာကိုတော်တာကိုတမီးကိုတာလီလုတ်ပေးခဲ့အတွက်ယေရှုတင်တယ်တော့ကိုတော်အဲ့ဒီလူဟာမင်္ဂလာရှိတော်သူဖြစ်တယ်ဟာလေလုယာတာ၍မင်္ဂလာရှိတော်အသက်တာနဲ့တစ်တစ်ကိုတော့ဝင်စားရမှာဒါကဒီနေ့မှာမဟုတ်နှစ်တိုင်း every year we have to do this way ပြီးတော့မှဒီနေ့ကျွန်တော်တို့အကြောင်းမှလည်းနည်းနည်းပြောထားတယ် vision အတစ်တွေလို့ပေါ့နော်အဲ့တော့ဒီနေ့မှာတကယ်ယေရှုတော်ချီးမွမ်းခြင်းနဲ့တွားရအောင်ကိုယ့်ရဲ့အသက်တာကိုဆန်းစစ်ပြီးတွားရအောင်နှလုံးသားတစ်နဲ့တွားဖို့ဘုရားစီမံဆက်ကရအောင်ခမည်းမလုံးနိုင်ဘုရားပဲလုပ်ပေးနိုင်ဒီတော့နှုတ်ခတ်ပတ်တော်အပြင်ရောက်စီတဲ့ပုံမှာကောင်းကြီးတွေရောက်ပါစေ